Parasite ဒီနေ့မှာတော့ Parasite လို့ခေါ်တဲ့ကပ်ပါကောင်တွေရဲ့အကြောင်းမော်ဆန်တဲ့ရုပ်ရှင်အမှုပညာလက်ရာတွေနဲ့ချေမုံဖန်တီးခဲ့တဲ့ Writer Bong Joon-ho ရဲ့ Parasite ဆိုတဲ့ရုပ်ရှင်အကြောင်းပြောပြပေးခြင်းပါတယ်အရင်ဆုံးအသိပေးခြင်းတော့ဒီဇာတ်ကားရဲ့ဖန်တီးရှင် Writer Bong Joon-ho ဟာကျွန်တော်ရဲ့ရုပ်ရှင်ကဘာမှာတော့တကယ်ကိုနှပြသပါပဲ Bong Joon-ho ရဲ့ Parasite 2019ကကိန်းရုပ်ရှင်ပွဲတော်ရဲ့ Premier Oscar ဆုအပြင်အကောင်းဆုံးရုပ်ရှင်ဆု The Best Picture Oscar ဆုရခဲ့တဲ့အထိကိုရီးယားရုပ်ရှင်လောကသမိုင်းရဲ့ကံဖတ်အသစ်တစ်ခုပေါ်မှာလူမှုစီးပွားအလှကွာဟမှုကိုအမှုပညာလက်ရမြောက်စွာနဲ့တင်ဆက်နိုင်ခဲ့တဲ့မော်ဆန်တဲ့ရုပ်ရှင်တကားဆိုရင်လည်းမမားပါဘူးဒီဇာတ်ကားမှာကျွန်တော်သဘောအကျရဆုံးဒီရုပ်ရှင်ရဲ့အားအကောင်းဆုံးလို့ပြောလို့ရတဲ့အချက်ကတော့ရုပ်ရှင်အမျိုးသားအစုံကိုအပေါက်ပြဲမရှိဟာကွက်တစ်စက်မှမရှိတဲ့ဇညုံးပုံစံအသစ်တွေနဲ့ချိတ်ဆက်မိမိကိုတင်ဆက်ပြသွားတဲ့အချက်ပါပဲ 끊기고 여기 있네. စက်ကောင်တွေရဲ့လှုပ်ရှားမှုတိုင်းပြောသွားတဲ့စကလုံးတိုင်းကလည်းဇလန်းရဲ့နောက်ပိုင်းဖြစ်လာမယ့်အလှည့်ပြောင်းတွေကိုရှေ့ပြေးနမိတ်အဖြစ်နဲ့ကြိုတင်ပြီးတော့ခင်းချင်းပြသသွားတာကလည်းဘွန်ချိုဟိုရဲ့ရုပ်ရှင်တိုင်းမှာမြင်နေကြစတိုင်တစ်ခုလိုပါရဆိုင်ရုပ်ရှင်ရဲ့စင်တိုင်းကတိုင်းကိုဒရိုက်တာဘွန်ချိုဟိုနဲ့သူ့ရဲ့ DOP ဟွန်ချူဖြိုးတို့ကဇညုံးစရဲ့အချိန်နဲ့ကြိုတင်ပြီးစိတ်ကူးနဲ့ရိုက်ကူးထားခဲ့ကြလိမ့်မယ်လို့ဒီစကားကိုကြည့်ဘူးလေဆိုတိုင်းခံစားမိကြရမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်စကားထဲမှာပါတဲ့လှေကားတွေခေါင်းဆင်းတွေနဲ့အနေမြင့်မတူညီတဲ့နေရာတွေမှာရှိနေတဲ့အိမ်တွေကအောက်ခြေလူဒန်းသားနဲ့တက်တန်းလာလူတွေရဲ့ကွာဟမှုကိုစကလုံးတွေမသုံးမဲနဲ့ဖန်တီးပြသွားတာလို့လည်းခံစားရပါတယ်ဒီရုပ်ရှင်တွေကအကောင်းဆုံးအချက်တွေကိုပြောရမယ်ဆိုရင်တော့တကယ်ကိုတစ်ထောင်တညပါပဲဒါကြောင့်အဓိကမြင်သာနိုင်တဲ့အချက်တွေကိုပဲကောင်းလို့ဖော်ပြရမယ်ဆိုရင် 다송이도 완전 예술가 체질인데 그래서 그런 건지 그동안 미술쌤도 여러 명 바꿔가면서 해봤는데요. 제가 사람 하나가 휙 하고 떠올랐는데 about inequality. ဇကားရဲ့အစကနဲ့အဆုံးသတ်ကရဲ့တူညီမှုရုပ်ရှင်တွေထဲမှာမြင်သာထင်သာအောင်ဖန်တီးရိုက်ကူးပြလို့မရနိုင်တဲ့စိုးရွားတဲ့အနမ်းတက်လိုဟာမျိုးခံစားပြီးတော့ဖြစ်ပေါ်လာတဲ့ဇက်ကောင်ရဲ့ character တုံ့ပြန်မှုဇကားပြီးသွားပြီမဲ့ဒီဇလန်းမှာဒူတွေကတကယ်ကပ်ပါကောင်တွေလဲဆိုတဲ့အတွေးကိုကြည့်ရှုနေတဲ့လူတိုင်းကိုဆက်ပြီးတွေးနေစေမိရဲ့အချက်တွေပါပဲဒါအပြင်ဒီဇကားမှာပါဝင်တရုပ်ဆောင်ခဲ့ကြတဲ့တရုပ်ဆောင်နိုင်ရဲ့ chemistry မိမှုတွေကလည်းတကယ်ကိုအမခံပါပဲParasite ရုပ်ရှင်တကားလုံးကိုခြုံငုံသုံးသပ်ပြီးတော့ပြောရမယ်ဆိုရင်ဒီဇကားကိုကျွန်တော်တို့ Easy Flame ရဲ့ masterpiece အဖြစ်တောင်သတ်မှတ်ထားတဲ့အထိကောင်းလွန်လာပါတယ်ဒါကြောင့် indie ရုပ်ရှင်တွေ Flame ဆိုတာတွေကိုတကယ်စိတ်ဝင်စားတဲ့လူတွေလေ့လာခြင်းတဲ့လူတွေအတွက်ကတော့ဘွန်ချိုဟိုရဲ့ Parasite ဟာတွေ့ထူးနှိုးဆိုနေစရာလိုမယ်လို့မထင်ပါဘူးဗျာ